皆さんこんにちは。ဆရာတို့ Renshu A ကိုဆက်ပြီးတော့လုပ်မှာဖြစ်ပါတယ်။ Renshu A မှာဆိုလို့ရှိရင်ပဲလည်းပဲဒီမှာ backgroup 3ခုရှိမယ်။ backgroup 3ခုမှာ G-Shock K ပြောင်းတဲ့ပုံစံကိုပြပေးထားတာဖြစ်တယ်။အဲ့တော့ Kaimas Kau Kakimas Kaku Oyogimas Oyogu Hanashimas Hanasu Tachimas Tatsu Yobimas Yobu Yomimas Yomu Haidimas Hairu Nemas Neru Tabemas Taberu Okimas Okiru Mimas Miru Karimas Kariru Kimas Kuru Shimas Suru Ontan Shimas Ontan Suru ဟုတ်ပြီနော်ဆက်ပြီးတော့အဲ့တော့မိနံပါတ်2မှာဆိုရင်လည်းပဲကိုကဘာလုပ်နိုင်လဲဆိုတာမျိုးကိုပြောရင်တဲ့အခါမှာသုံးမယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီမှာပထမအဆုံးပုံစံကတော့မိနာဆန်は日本語ができますအဲ့တော့日本語ができますဆိုတာ noun ができますဆိုတဲ့ပုံစံတွေ့ရနော် noun ができますအဲ့တော့車の運転車の運転ができますအဲ့တော့ noun ができますဆိုတဲ့ပုံစံကိုပြောလို့ရတယ်ထပ်ပြီးတော့မှကိုကနေပြီးတော့ဒီဟာကိုရေးနိုင်တယ်တို့ဖတ်နိုင်တယ်တို့เนาะတီးနိုင်တယ်တို့စသဖြင့်ပြောချင်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ဆရာတို့ကเนาะခိုတိုကデキますကိုသုံးရတော့မယ်เนาะခိုတိုကデキますဆိုသုံးရတော့မယ်အဲဆိုရင်ခန်းကြီးကို読むことができますခန်းကြီးကို読むことができますခန်းကြီးကိုဖတ်နိုင်တယ်ピアノを弾くことができますピアノを弾くことができますピアノကိုတီးနိုင်တယ်ဆက်ပြီးနံပါတ်3မှာဆိုရင်ここでဒီနေရာမှာပေါ့နော်ここでコピーができますここでコピーができますဒီနေရာမှာ copy ကူးနိုင်တယ်ဟိုတယ်の予約ができますเนาะ copy ကူးလို့ရတယ်ပေါ့နော် copy ができますဟိုတယ်の予約ができますဟိုတယ် booking တင်တာလုပ်လို့ရပါတယ်အဲဆိုရင်ဝယ်နိုင်တယ်တို့ဟုတ်လားဝယ်နိုင်တယ်တို့ပြောင်းနိုင်တယ်တို့စသဖြင့်ပြောချင်တဲ့အခါမှာလည်းပဲပြောလို့ရပြီအဲ့ဒါဆိုရင်အောက်မှာခိုတိုကデキますကိုသုံးမယ်အတူတူပဲခိုတိုကデキますကိုသုံးမယ်အဲ့တော့ keep ကို買うことができますနော်ここでဒီနေရာမှာပေါ့နော်ここでဒီနေရာမှာ keep を買うことができますここでお金を買えることができますနော်ဒီနေရာမှာပတ်စံကိုလှည့်လို့ရတယ်ပေါ့နော်お金を買えることができますဆက်ပြီးကြည့်မယ်ဆိုရင်ရှုမီကိုပြောမယ်ဟုတ်လားဝါတာရှိနိုရှုမီはスポーツですဝါတာရှိနိုရှုမီは旅行ですဟုတ်ပြီနော်အဲ့တော့ရှုမီは何々ですနောင်ですလို့ပြောလို့ရတယ်ဆက်ပြီးတော့မှဆရာတို့ကလှုပ်ရှင်းဖြစ်အကြောင်းဖြစ်ပါတယ်လှုပ်ရှင်းဖြစ်ပါတယ်ဒါကိုလှုပ်ရှင်းဖြစ်ပါတယ်ဆိုတာမျိုးကိုဆက်ပြီးတော့ပြောချင်တဲ့အခါမျိုးတွေမှာခိုတိုですနော်ဂျီရှော့ခေကိုသုံးပြီးတော့ခိုတိုですကိုပြောရမယ်ပေါ့နော်အဲဆိုရင်ဒိုဘူးစုနိုရှာရှင်ကိုနော်တရိษံတွေရဲ့ဓာတ်ပုံကိုတဲ့တိုရုခိုတိုですတရိษံတွေရဲ့ဓာတ်ပုံကိုရိုက်ရှင်းဖြစ်ပါတယ်ဒိုဘူးစုနိုရှာရှင်ကိုတိုရုခိုတိုですဥမာနီနိုရုခိုတိုですနော်ဥမာဆိုတော့မြင်းပေါ့နော်မြင်းစီးခြင်းဖြစ်ပါတယ်ဆိုရင်ဥမာနီနိုရုခိုတိုですဥမာနီနိုရုခိုတိုですဆက်ပြီးတော့ကြည့်မယ်ဆိုရင်နံပါတ်5မှာဆိုလို့ရှိရင်မအေနီဟုတ်လားမအေနီကိုသုံးခဲ့တယ်အဲဆိုရင်日本へ日本sorryနေရူမအေနီပေါ့နော်ဒီမှာဆို sorry နေရူမအေနီနော်မအိတ်ခင်မှာပေါ့နော်နေရူမအေနီမအိတ်ခင်မှာတဲ့本を読みますမအိတ်ခင်မှာစာအုပ်ကိုဖတ်တယ်日本へ来る前にနော်日本へ来る前にဂျပန်တို့မလာမီမှာ日本語を勉強しましたဂျပန်တို့မလာမီမှာဂျပန်ဘာသာစကားကိုလေ့လာခဲ့ပါတယ်ဟုတ်ပြီနော်ထပ်ပြီးတော့မှဒီမှာဆိုရင်နောင်တို့မအေနီဒါကြတော့ဗာလေနောင်တို့မအေနီအဲ့ဒါဆိုရင်ရှောကူဂျီနိုမအေနီရှောကူဂျီဆိုတာထမင်းစားတော့တာအဲ့ဒါဆိုရင်ရှောကူဂျီနိုမအေနီနော်အဲ့ဒါဆိုရင်ထမင်းမစားတော့မီမှာလို့အဓိပ္ပာယ်ရတယ်နော်ရှောကူဂျီနိုမအေနီတဲကိုအာရာယီမတ်ရှောကူဂျီနိုမအေနီတဲကိုအာရာယီမတ်အဲ့တော့ထမင်းမစားတော့မီမှာလက်ကိုဆေးတယ်နောက်ပြီးတော့ခရစ်စမတ်နိုမအေနီခရစ်စမတ်နိုမအေနီပရက်ဇန်တိုကိုခိုင်းမတ်ခရစ်စမတ်မတိုင်မီမှာပရက်ဇန်လက်ဆောင်ကိုဝယ်တယ်အဲ့ဆိုဒီနေရာမှာမှတ်ရမှာကဒီရှေ့က G-Shock ခေကိုသုံးပြီးတော့မအေနီကိုပြောလို့ရတယ်ဟုတ်လား G-Shock ခေကိုသုံးပြီးတော့ဗာလဲမအေနီကိုသုံးမယ်အဲ့တော့မအိတ်ခင်မှာတို့မလာခင်မှာတို့မစားခင်မှာဆိုတဲ့ဟာမျိုးတွေကိုပြောလို့ရတယ်လို့မျိုးနောင်တို့မအေနီကိုလည်းပြောလို့ရတယ်နောက်ထပ်ပြီးတော့မှဂိုနန်းမအေနီเนาะအချိန်ကာလတွေပေါ့เนาะအချိန်ကာလတွေဂိုနန်းမအေနီဆိုလွန်ခဲ့တဲ့9နှစ်ကเนาะလွန်ခဲ့တဲ့9နှစ်ကတဲ့日本へ来ましたဂျပန်နိုင်ငံသို့လာခဲ့ပါတယ်ဂိုနန်းမအေနီ日本へ来ましたဟုတ်ပြီလားဆိုရင်ဒီလို grammar ပုံစံတွေကိုတခြားလေးနားလည်သွားပြီဆိုရင် Renshu B ကိုဆက်ပြီးတော့လုပ်မယ် Renshu B မှာဆိုရင် tennis ပေါ့နော် tennis အားကစားပေါ့ tennis အားကစားမိရာဆန်はtennis ができますမိရာဆန်は tennis ができますအဲ့တော့မိရာဆန်ဟာ tennis ကိုလုံနိုင်တယ် tennis ကစားတတ်တယ်ပေါ့နော်
အဲ့ဆိုရင်ဒီမှာ on တန်ကားမောင်းတာကားမောင်းတတ်တယ်လို့ပြောရမယ်လျောလီနော်လျောလီက dekimas ဟင်းချက်တတ်တယ်ပေါ့နော်ဒီမှာဆို sak ကဘောလုံးကန်တတ်တယ်ဒီမှာဆို dance နော်ကတတ်တယ်ပေါ့နော်ဆက်ပြီးတော့မှဆရာတို့က G-Shock K ကိုသုံးပြီးတော့ G-Shock K ကိုသုံးပြီးတော့ Koto က dekimas ကိုနဲ့မေးခွန်းမေးမယ်ပေါ့နော်အဲ့တော့ Hiragana ကို Kaku Koto က dekimas က height dekimas Hiragana ကိုရေးနိုင်ပါသလား height ရေးနိုင်ပါတယ် height dekimas အဲ့တော့ဖြေတဲ့အခါမှာလုံနိုင်သလားဆိုတော့ height dekimas လုံနိုင်တယ်ဆိုရင် height dekimas နဲ့ဖြေရမယ်ဟုတ်ပြီခန်းကြီးကိုယောမှုခိုတိုက dekimas ကခန်းကြီးကိုဖတ်နိုင်ပါသလားအဲ့ဆိုရင်မလုံနိုင်မှုဖြစ်တဲ့ကြောင့် e ရဲ့ dekimas e ရဲ့ dekimas နဲ့ဖြေရမယ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာဆရာတို့နံပါတ်1ကိုကြည့်မယ်ဆိုလို့ရှိရင်သူကဗာမေးပီယာနိုပေါ့နော်ပီယာနိုကိုတီးနိုင်ပါသလားလို့မေးခွန်းမေးရမယ်ဟုတ်လားပီယာနိုကိုဟီကူခိုတိုက dekimas ကတီးနိုင်တယ်ပေါ့နော်ဒီမှာပြုံးနေတဲ့ကြောင့်တီးနိုင်တယ်ဆိုတော့ height dekimas အဲဒီမှာဆိုရင်နီဟွန်ကိုဂျပန်ဘာသာစကားဂျပန်ဘာသာစကားကိုပြောနိုင်ပါသလားပေါ့နော်ဥမာဟုတ်ပြီနော်နီဟွန်ကိုဟုတ်လားနီဟွန်ကိုဟာနာစုစကားပြောတာကဟာနာစုအဲ့ဒါဆိုရင်နီဟွန်ကိုဟာနာစုကိုတိုက dekimas က height လုံနိုင်တယ်ဆိုရင် height dekimas ဒီမှာမလုံနိုင်တဲ့ကြောင့်မလုံနိုင်တယ်လို့ဒီမှာမျက်နှာမဲနေတယ်ပေါ့နော်မလုံနိုင်တဲ့ကြောင့် e ရဲ့ dekimas ဟုတ်ပြီနော်ထပ်ပြီးတော့မှဒီမှာဆိုရင်ရေကူးနိုင်တယ်ပေါ့နော်ရေကူးနိုင်တယ်ဖြစ်တဲ့ကြောင့်ရေကူးနိုင်ပါသလားလို့မေးမယ်ဆိုရင် oyogu koto ga dekimas ka oyogu koto ga dekimas ka height dekimas ဒီမှာဆိုရင်ဘီယာတောက်နိုင်သလားပေါ့နော်ဘီယာကိုဘီရူကို nomu koto ga dekimas ka ဘီရူကို nomu koto ga dekimas ka မလုံနိုင်ပါဘူးဆိုတော့ e ရဲ့ dekimas နံပါတ်3ကိုကြည့်မယ်ဆိုရင်ဒွန်းနာဂိုင်ကိုကူကိုဟာနာရှိမတ်စကာပေါ့နော်အဲ့တော့ဒွန်းနာဂိုင်ကိုကူကိုဟာနာရှိမတ်စကာဆိုတော့အဲ့ဆိုရင်အဲ့ဒါကိုမေးခွန်းပုံစံဆရာတို့ကမေးမယ်အဲ့ဆိုရင်ဒွန်းနာဂိုင်ကိုကူကိုဟာနာစုခိုတိုကဒကိမတ်စကာအဲ့တော့ဘယ်လိုမျိုးနိုင်ငံခြားဘာသာစကားကိုပြောနိုင်ပါသလဲတဲ့အဲ့တော့အေကိုဟာနာစုခိုတိုကဒကိမတ်အဲ့တော့အင်္ဂလိပ်စကားကိုပြောနိုင်ပါတယ်ပေါ့နော်အဲ့ဆိုရင်ဒီမှာလည်းပဲနမ်းမေတိုရုဂူရာဤเนาะဒီမီတာဘလောက်လောက်ပေါ့နော်မီတာဘလောက်လောက်အော်ယောဂူခိုတိုကဒကိမတ်စကာเนาะမီတာဘလောက်လောက်ရေကူးနိုင်တယ်လေအဲ့ဒါဆိုရင်သူကဖျာခုမေတိုရုဂူရာဤအော်ယောဂူခိုတိုကဒကိမတ်ဒိုနာလီယိုလီကိုစကူရီမတ်ကာဒိုနာလီယိုလီကိုအဲ့ဒါဆိုရင်စကူရူခိုတိုကဒကိမတ်ကာဒိုနာလီယိုလီကိုစကူရူခိုတိုကဒကိမတ်ကာအဲ့ဆိုရင်တမ်ပူရာကိုစကူရူခိုတိုကဒကိမတ်ခန်းကြီးကိုအီကုစုเนาะအီကုစုခန်းကြီးပေါ့เนาะခန်းကြီးကိုဘယ်နှလုံးပေါ့အီကုစုဆိုဘယ်နှခုအဲ့ဒါဆိုရင်ခန်းကြီးကိုဘယ်နှလုံးနဲ့ခခုခိုတိုကဒကိမတ်ကာရေးနိုင်ပါသလဲဆိုတော့ဂိုဂျူဂူရိုင်ဆိုတော့အလုံး90ပေါ့နော်အလုံး90လောက်ရေးနိုင်ပါတယ်နီဟွန်နိုဥတာတဲ့နန်နီယိုဥတာယီမတ်စကာဟုတ်ပြီနော်အဲ့ဒါဆိုရင်နီဟွန်နိုဥတာတဲ့နန်နီယိုဥတာဥခိုတိုကဒကိမတ်စကာနီဟွန်နိုဥတာတဲ့နန်နီယိုဥတာဥခိုတိုကဒကိမတ်စကာအဲ့ဒါဆိုရင်ဘာလဲဆိုတော့ဖူရုဆာတိုပေါ့နော်ဖူရုဆာတိုဆိုတဲ့နော်ဒီအရှင်းပေါ့နော်အဲ့တော့ဖူရုဆာတိုဝဥတာဥခိုတိုကဒကိမတ်ဟုတ်ပြီနော်この公園でサッカーはいဟုတ်ပြီเนาะအဲ့ဒါဆိုရင်ဒီပန်းရှံမှာတဲ့ဘောလုံးအားကစားပေါ့เนาะဘောလုံးကစားလို့ရလားပေါ့ဟုတ်လားအဲ့ဆိုရင်この公園でサッカーができますかဒီပန်းရှံမှာဘောလုံးကစားလို့ရပါသလားဆိုတော့လုံနိုင်တယ်ဆိုရင် height できますလုံနိုင်ပါတယ်ဟုတ်ပြီเนาะအဲ့တော့ကားဒိုတဲ့ကားဒိုဆိုတာကတ်ဖြင့်ပေါ့เนาะဥပမာဘန်ဒီ credit card တွေပါနေပေါ့เนาะအဲ့တော့ကားဒိုတဲ့ကတ်ဖြင့်နဲ့ဟာရာဥခိုတိုကできますかအဲ့တော့ဒီမှာဆိုရင်နောင်ကဒကိမတ်စကာလို့မေးထားတယ်ဒီမှာဆိုရင်တော့ဟာရာဥခိုတိုကဒကိမတ်စကာဟုတ်လားအဲဆိုရင် e ရဲ့ဒကိမတ်စင်ဟင်မရပါဘူးအဲဆိုရင်ဆက်ပြီးတော့ကြည့်အောင်ပါဆိုရင်ဒီမှာလီယိုနိုဟဲရတဲ့လီယိုဒီဟုတ်လားဟင်းရှက်တာပေါ့နော်အဲဆိုရင်ဒီမှာဆိုရင်ဆရာတို့ကဒီနံပါတ်1နဲ့2မှာဆိုရင်ဆရာတို့ကနောင်ပုံစံပေါ့နော်အပေါ်ကဒီပုံစံနဲ့ပြောလို့ရတယ်လီယိုနိုဟဲရတဲ့လီယိုဒီကဒကိမတ်စကာအဲ့တော့အဆောင်ရဲ့အခန်းထဲမှာတဲ့အဆောင်ရဲ့အခန်းမှာပေါ့နော်ဟင်းရှက်လို့ရပါသလားလို့ပြောတာဖြစ်တယ်အဲ့တော့မရဘူးဆိုရင်တော့ e ရဲ့ဒကိမဆင်အဲ့တော့အင်တာနက်တိုတဲ့ဟိုတယ်ရုံးတို့ရောရခုဟုတ်လားအင်တာနက်မှာဒီဟိုတယ်ရဲ့အင်တာနက်မှာဟိုတယ်ရဲ့ရောရခုဘိုကင်တင်ခြင်းကလုံနိုင်ပါသလားဟုတ်လားအင်တာနက်တိုတဲ့ဟိုတယ်ရုံးတို့ရောရခုကဒကိမတ်ကဆိုတော့လုံနိုင်တယ်ဆိုရင်တော့ height ဒကိမတ်အဲ့နံပါတ်3နဲ့4မှာဆိုရင်တော့ဒီမှာနော် G-Shock ကိုပြောင်းမယ်ပေါ့နော်ဒိုရှော့ကန်နဲ့ G-Shock ကိုဒိုရှော့ကန်ပေါ့နော်စာကြည့်တိုင်းမှာတဲ့ G-Shock အဘိဓာန်ကိုပေါ့နော်ဒိုရှော့ကန်နဲ့ G-Shock အဘိဓာန်ကိုတဲ့ခါရီရုဟုတ်လားဒီမှာဆိုရင်ခါရီရုခိုတိုကဒကိမတ်ကာဆိုတော့ e ရဲ့ဒကိမတ်ဆင်မရပါဘူးပေါ့နော်
hotel ဒုကာရ hotel ကနေပြီးတော့တဲ့ bus တဲ့ hotel ကနေပြီးတော့ bus ကားဖြင့်တဲ့ခူကိုနော် hotel ကနေပြီးတော့ bus ကားဖြင့်နော် hotel မှာ bus ကားဖြင့်ခူကိုလေးစိတ်တို့ ikimas သွားသည်ဆိုတော့သွားနိုင်သလားပေါ့နော်အဲ့တော့ iku koto က dekimas ka iku koto က dekimas ka အဲ့တော့သွားနိုင်တယ်ဆိုရင်တော့ はいdekimas ဟုတ်လားပြပြကြည့်အောင်ဒုတ်ကိုတဲ့ဘယ်နေရာမှာတဲ့ယာစုဤပေါ့နော်ယာစုဤဆိုဈေးရှိုတဲ့နော်ဈေးတန်တဲ့ကာမရာကိုခါဤမတ်ကာပေါ့နော်အဲ့ဒါဆိုရင်ဒီဟာကိုဘယ်လိုပြောင်းမလဲဒုတ်ကိုတဲ့ဘယ်နေရာမှာယာစုဤကာမရာကိုဈေးရှိုတဲ့ကင်မရာကိုတဲ့ခါဦးခိုတိုကဒက်ကိမတ်ကာအဲ့တော့ဘယ်နေရာမှာဝယ်နိုင်တယ်လဲပေါ့နော်ခါဦးခိုတိုကဒက်ကိမတ်ကာအဲ့တော့ဘယ်မှာဝယ်လို့ရလဲဆိုတော့အာကီဟာဘာရာတဲ့နော်အာကီဟာဘာရာဆိုတဲ့နေရာမှာခါဦးခိုတိုကဒက်ကိမတ်ဝယ်နိုင်ပါတယ်အဲ့တော့ခိုနိုခုဒုမာနိနန်းနင်းနိုရီမတ်ကာဟုတ်လားဒီကားမှာဘယ်နှစ်ယောက်စီးလို့ရလဲပေါ့နော်အဲ့ဒါဆိုရင်ခိုနိုခုဒုမာနိဒီကားမှာနန်းနင်းဘယ်နှစ်ယောက်အဲ့တော့ဆိုရင်နိုရုဟုတ်လားဒီမှာဆိုနိုရီမတ်ဆိုတော့နိုရုခိုတိုကဒက်ကိမတ်ကာအဲ့ဆိုရင်ဟာဂျီနင်းဟုတ်လားရှေ့ရောက်စီးလို့ရတယ်ဆိုတော့ဟာဂျီနင်းနိုရုခိုတိုကဒက်ကိမတ်နော်အစ်စုဘယ်တော့တဲ့ဟိုကိုင်ဒိုတဲ့အဲ့တော့ဘယ်တော့ဟိုကိုင်ဒိုမှာတဲ့ဆာကူရာကိုတဲ့မီမတ်ကကြည့်မှာလဲပေါ့နော်အဲ့တော့အစ်စုဟိုကိုင်ဒိုတဲ့အစ်စုဘယ်တော့ဟိုကိုင်ဒိုမှာဆာကူရာကိုမီရုခိုတိုကဒက်ကိမတ်ကမီရုခိုတိုကဒက်ကိမတ်ကအဲ့တော့ဘယ်တော့ကြည့်လို့ရတယ်လဲဆိုတော့အဲ့တော့9လပိုင်းမှာကြည့်လို့ရတယ်ဆိုတော့5月ဟုတ်လား9လပိုင်းဆိုတော့5月に見ることができます何日ဘယ်နှစ်ရက်ပေါ့နော်本を借りますဆိုတော့ငှားတယ်ပေါ့နော်အဲ့ဒါဆိုဘယ်နှစ်ရက်စာအုပ်ငှားလို့ရလဲဆိုတော့何日本を借りることができますか何日本を借りることができますかအဲ့တော့ဘယ်နှစ်ရက်စာအုပ်ငှားလို့ရလဲဆိုတော့ဒီမှာ2週間2ပတ်ငှားလို့ရတယ်အဲ့တော့2週間借りることができます2週間借りることができますဆက်ပြီးတော့ကြည့်မယ်ဆိုရင်နန်းကြီးကာရနန်းကြီးမာတယ်ပေါ့နော်ဘယ်နှနာရီကနေဘယ်နှနာရီအထိတဲ့ခိုင်ဂီရှိစုကိုခိုင်ဂီရှိစုအစည်းအဝေးခန်းကိုတဲ့စကိုင်းမတ်ကအသုံးပြုလို့ရလဲပေါ့နော်အဲ့ဒါဆိုရင်နန်းကြီးကာရနန်းကြီးမာတဲ့ခိုင်ဂီရှိစုကိုစကာဥခိုတိုကဒက်ကိမတ်ကာစကာဥခိုတိုကဒက်ကိမတ်ကာအဲ့ဒါဆိုရင်9နာရီကနေ6နာရီအထိပေါ့နော်အဲ့ဒါဆိုရင်ခူကြီးကာရလောခူကြီးမာတဲ့စကာဥခိုတိုကဒက်ကိမတ်နော်လောခူကြီးကာရလောခူကြီးမာတဲ့စကာဥခိုတိုကဒက်ကိမတ်ဆက်ပြီးတော့ရှုမီဝနန်ဒက်စကာရှုမီဝနန်ဒက်စကာအဲ့တော့ဝါဒနာပါလဲဟုတ်လားဝါဒနာပါလဲဆိုတော့အေယိုခါခုခိုတိုဒက်နော်ဝါဒနာကပါလဲပကြီးဆွဲခြင်းဖြစ်ပါတယ်ဟုတ်လားနံပါတ်1မှာဆိုရင်သူကရုပ်ရှင်ကြည့်ခြင်းဖြစ်ပါတယ်ဆိုတော့အေဂါကိုမီရူခိုတိုဒက်ရုပ်ရှင်ကြည့်ခြင်းဖြစ်ပါတယ်ဆိုရင်အေဂါကိုမီရူခိုတိုဒက်နံပါတ်2မှာဆိုရင်ဓာတ်ပုံရိုက်ခြင်းဖြစ်ပါတယ်ဆိုရင်ရှာရှင်ကိုတိုရူခိုတိုဒက်ရှာရှင်ကိုတိုရူခိုတိုဒက်တရှင်းဆိုခြင်းဖြစ်ပါတယ်ဆိုရင်ဥတာဥခိုတိုဒက်ဥတာဥခိုတိုဒက်နောက်တစ်ခုကကားမောင်းခြင်းဖြစ်ပါတယ်ဆိုရင်တော့မှာအွန်တန်ဆူခိုတိုဒက်အွန်တန်နော်ခုရုမာပေါ့နော်ဒီမှာကားထည့်လိုက်ဒီမှာခုရုမာကိုအွန်တန်ဆူခိုတိုဒက်ခုရုမာကိုအွန်တန်ဆူခိုတိုဒက်အဲဆိုရင်နံပါတ်9မှာဆိုရင်တော့နော်မအေနီကိုသုံးမယ်ပေါ့နော်မအေနီဒီမှာဆိုရင်တော့နေဒူမအေနီမအိတ်ခင်မှာတဲ့အော်အီနိုရီကိုရှိますနေဒူမအေနီအော်အီနိုရီကိုရှိますမအိတ်ခင်မှာဆူတောင်းတယ်တဲ့နော်မအိတ်ခင်မှာဆူတောင်းတယ်နောက်တစ်ခုဒီမှာဆိုရင်မစားခင်မှာလက်ဆေးတယ်ဟုတ်လားမစားခင်မှာလက်ဆေးတယ်ဆိုတော့ဥမာတာဘဲဒူမအေနီဟုတ်လားတာဘဲဒူမအေနီဂိုဟန်ပေါ့နော်ထားပါဆိုဂိုဟန်ကိုတာဘဲဒူမအေနီတဲကိုအာရာအီမတ်ဂိုဟန်ကိုတာဘဲဒူမအေနီတဲကိုအာရာအီမတ်ဆက်ပြီးတော့ကြည့်မယ်ဆိုရင်ဒီမှာဆိုရင်နော်ရေမကူးခင်မှာနော်ရေရှိုးတယ်ဆိုတော့ဥမာဒီအော်ယောဂုဟုတ်လားအော်ယောဂုရေရှိုးနော်ရေကူးတာပါလေအော်ယောဂုနော်အဲ့တော့အော်ယောဂုမယေနိအော်ယောဂုမယေနိရေမကူးခင်မှာတဲ့ရှာဝါကိုအာဘီမတ်ရှာဝါကိုအာဘီမတ်အဲ့တော့အော်ယောဂုမယေနိရှာဝါကိုအာဘီမတ်ဆက်ပြီးတော့မှတငယ်ချင်းရဲ့အိမ်ကိုမသွားခင်မှာဖုံးဆက်တယ်ပေါ့နော်အဲ့ဒါဆိုရင်တိုမိုဒါဂျီနိုဥဂျီဣခုမအေနီအဲ့တော့မအေနီဣခုပေါ့နော်သွားသည်ဆိုတော့ဣခုမအေနီဟုတ်ပြီနော်အဲ့တော့ဘယ်ကိုသွားရလဲတငယ်ချင်းရဲ့အိမ်ကိုအဲ့တော့တိုမိုဒါဂျီနိုဥဂျီဣခုမအေနီဟုတ်လားဒန်ဝါကိုခါခဲမတ်တိုမိုဒါဂျီနိုဥဂျီဣခုမအေနီဒန်ဝါကိုခါခဲမတ်ဆက်ပြီးတော့မှဒီမှာခရီးသွားတယ်ပေါ့နော်ခ
ခရီးသွားတယ်အဲ့ဒါဆိုရင်ခရီးသွားတယ်အဲ့ဒါဆိုရင်ဗာလဲလျော်ကိုနို့မာယေနိအဲ့တော့ဒီမှာဆိုရင်နောင်နို့မာယေနိပေါ့နော်အဲ့လျော်ကိုခရီးသွားတာပေါ့နော်အဲ့လျော်ကိုနို့မာယေနိခရီးမသွားခင်မှာပေါ့လျော်ကိုနို့မာယေနိခရီးမသွားခင်မှာတဲ့အိုခါနယ်ကိုခါအေမတ်အိုခါနယ်ကိုခါအေမတ်အဲ့တော့ပတ်စံကိုလဲလှယ်မယ်ပေါ့နော်အိုခါနယ်ကိုပတ်စံကိုလဲလှယ်မယ်ခါအေမတ်ပေါ့နော်ပတ်စံကိုလဲလှယ်မယ်အဲ့ဒါဆိုရင်ဒီလိုမျိုးဘာလဲဆရာတို့နော်မာယေနိကိုသုံးပြီးတော့စကားပြောလို့ရပြီပေါ့နော်ဆက်ပြီးတော့ကြည့်ရအောင်ပေါ့နော်ဆက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီမှာကိုနိုကုစုရီယိုနိုမီမတ်ဒီဆေးကိုတောက်တယ်ပေါ့နော်အဲ့တော့ဘယ်အချိန်မှာတောက်မှာလဲနော်ဘယ်အချိန်မှာတောက်မှာလဲ isu kono kusuri yo nomimasu ka ဘယ်တော့ဒီဆေးကိုတောက်မှာလဲအဲ့တော့ဘယ်တော့ဒီဆေးကိုတောက်မှာလဲဆိုတာဖြစ်တဲ့ကြောင့်နေရူမာယေနိမအိပ်မီမှာတောက်မှာနေရူမာယေနိ nomimasu မအိပ်မီမှာတောက်မယ်နေရူမာယေနိဒီမှာ jogging ကိုရှိます jogging လုပ်တယ်ဆိုတာအပြေးလေ့ကျင့်တာပေါ့နော်ဥမာအပြေးတာပေါ့နော်အဲ့ဒါဆိုရင်ဘယ်အချိန်မှပြေးမှာလဲပေါ့နော်မေးခွန်းမေးမယ်ပေါ့နော်အဲ့ဒါဆိုရင် isu နဲ့မေးမယ် isu jogging ကိုရှိますかဟုတ်လား isu jogging ကိုရှိますかအဲ့ဒါဆိုရင်ခိုင်းရှာへ行く前にခိုင်းရှာへ行く前にကုမ္ပဏီတော့မသွားခင်မှာ jogging ကိုရှိますဟုတ်လားそのカメラを買いましたတဲ့အဲ့ဒီကင်မရာကိုဝယ်ခဲ့တယ်တဲ့အဲ့တော့ဝယ်ခဲ့တယ်ဘယ်တော့ဝယ်ခဲ့ဘယ်တော့ကဝယ်ခဲ့တာလဲဟုတ်လားいつそのカメラを買いましたかအဲ့ဆိုရင်ဂျပန်ကိုမလာမီမှာဆိုတော့日本へ来る前に日本へ来る前に買いましたအဲ့တော့ရှီလီယိုကို copy ရှိမှရှီလီယိုဆိုတာစာရွက်စာတမ်းတွေကို copy ကူးမယ်ပေါ့နော်ဘယ်တော့မှ copy ကူးမှာလဲဟုတ်လားအဲ့ဆိုရင်いつ資料をコピーしますかいつ資料をコピーしますかဘယ်တော့ copy ကူးမှာလဲဆိုတော့ तू ကခိုင်းကြီးအစီအဝေးမတိုင်မီမှာဆိုတော့ခိုင်းကြီး no မိုင်နီဒီမှာဆို noun ဖြစ်သွားပြီပေါ့နော် noun ဆိုတော့ဒီမှာဆိုရင် noun ဖြစ်သွားပြီเนาะအဲ့တော့ခိုင်းကြီး no မိုင်နီခိုင်းကြီး no မိုင်နီ copy しますအဲ့တော့ခုနီရဲ့ခိုင်းဒီမှာနိုင်ငံတို့ပြန်မယ်เนาะနိုင်ငံတို့ပြန်မယ်ဘယ်တော့ပြန်မှာလဲเนาะいつခုနီရဲ့ခိုင်းဒီますかいつခုနီရဲ့ခိုင်းဒီますかဆိုတော့ဘယ်တော့ပြန်มาလဲဆိုတော့ခရစ်စမတ်เนาะခရစ်မတ်မတိုင်မီမှာပြန်မယ်ဆိုတော့ခရစ်မတ်前にခရစ်မတ်前に帰りますဟုတ်ပြီเนาะအဲ့ဒါဆိုရင်ဒီမှာဆိုရင်ထပ်ပြီးတော့မှလွန်ခဲ့တဲ့9နှစ်ကပေါ့เนาะဒီမှာဆို日本へ来ました日本へ来ましたဂျပန်တို့လာခဲ့တယ်เนาะいつ日本へ来ましたကဘယ်တော့ကဂျပန်ကိုလာခဲ့တာလဲဆိုတော့လွန်ခဲ့တဲ့9နှစ်ကဆိုတော့5年前ဟုတ်လား5年前に来ました5年前に来ましたနီမိုဆိုအိုကူရီမတ်တာအထုပ်အပိုးတွေကိုပေးပို့လိုက်တယ်တဲ့ဘယ်တော့ကလဲဆိုတော့လွန်ခဲ့တဲ့3ရက်ကဟုတ်လားいつ荷物を送りましたかဘယ်တော့ကပို့လိုက်တာလဲเนาะいつ荷物を送りましたかအဲ့ဒါဆိုရင်လွန်ခဲ့တဲ့3ရက်ကဆိုရင်တော့3日前に3日前に送りました3日前に送りましたဟုတ်ပြီเนาะအဲ့ဒါဆိုရင်ဒီအချက်လေးတွေကိုမှတ်ထားမယ်ဒီနေရာမှာပြောချင်တာလေးတခုကကြတော့ဒီမှာဆိုရင်သူကမီကာမရေလို့ရေးထားတယ်ဗောနော်တွေ့လားမီကာမရေအဲ့တော့လွန်ခဲ့တဲ့3ရက်ပေါ့လို့ပြောချင်တာဗောနော်လွန်ခဲ့တဲ့3ရက်ဆိုတော့ဒီနေရာမှာကြတော့ဥမာတရက်ဆိုရင်တရက်2ရက်ဆရာတို့ကတရက်2ရက်ဆိုရင်ဥမာစေတာချီဖုစုကာမီကာယောကာဟုတ်လားပြောခဲ့တယ်ဗောနော်ဆိုရင်ဥမာလွန်ခဲ့တဲ့တရက်ကလို့ပြောချင်တယ်ဆိုရင်တော့အီဂျီနီဂျီမရေနီလို့ပြောရမယ်ဟုတ်ပြီဒါလေးတခြားမှတ်ထားပါနော်လွန်ခဲ့တဲ့တရက်ကဆိုရင်အီဂျီနီဂျီမရေနီလွန်ခဲ့တဲ့တရက်ကဒါပြီးတော့လွန်ခဲ့တဲ့2ရက်ကဆိုရင်တော့ဖုစုကာမရေနီလို့ပြောလို့ရပြီဗောနော်အဲ့တော့ဖုစုကာမယေနိမီကာမယေနိယောကာမယေနိလို့ပြောလို့ရတယ်ဗောနော်အဲ့တော့တရက်နေ့လွန်ခဲ့တဲ့တရက်ကလို့ပြောချင်တယ်ဆိုရင်တော့သူကတော့အီဂျီနီဂျီမယေနိလို့ပဲပြောလို့ရတယ်ဗောနော်အဲ့ဒါလေးဆိုရင်တော့အဲ့ဒါလေးမှတ်ထားလိုက်ဗောနော်ဟုတ်ပြီအဲ့ဆိုရင်ဆရာတို့ဒါဒီအခန်း18ဗောနော်အခန်း18ရဲ့ဒီ grammar ပုံစံအနေနဲ့ဒီ range should be လေ့ကျင့်တဲ့ပုံစံလေးပြီးသွားပြီဖြစ်ပါတယ်